သင်က overthinking ဖြစ်တတ်တဲ့လူတစ်ယောက်လား overthinking ဖြစ်တတ်တဲ့လူတစ်ယောက်မှာတွေ့ရတတ်တဲ့ pattern တွေကိုသိချင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါခါလေးငါမမြတ်မမလားသူကဘယ်လိုထင်မှာလဲနောက်တော့ဘာတွေဖြစ်လာမလဲဆိုတော့အတွေးတွေကိုခေါင်းထဲမှာသင်အချိန်ချင်းစဉ်းစားနေမိလားဒါဆိုရင်တော့သင်က overthinking လုပ်နေပြီဖြစ်ပါတယ်တကယ်တော့ overthinking ဆိုတာပြဿနာကိုအဖြေရှာနေတာမဟုတ်ပါဘူးကျမတို့က overthinking လုပ်လိုက်တာနဲ့ပြဿနာကိုအချိန်ချင်းအခါခါပြန်ကြည့်နေလို့ဖြစ်လာတတ်ပါတယ်အုံနောက်ကအန်ဒီရမဖြစ်စေဖို့အတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့အဆိုးဆုံးအခြေအနေကိုပို့ပြီးတော့စဉ်းစားတတ်ပါတယ် overthinking တွေများလာရင်ကျမတို့ညဘက်တွေမှာဆိုလို့ရှိရင်အရေးတွေပြတ်လာမယ် anxiety တွေတက်လာမယ် confidence တွေကျလာမယ်စိတ်မြင့်ချက်တွေမချနိုင်တာမျိုးတွေဖြစ်လာပါမယ်ဆိုတော့ overthinking ဖြစ်ပြီလို့ကိုယူဆနေရဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့နေ့လေးလုပ်ကြည့်အောင်ပထမဦးဆုံးကိုမေးခွန်းလေးကိုမြင်ကြည့်ပါဒီຢာကိုငါထိချုပ်နိုင်လားမထိချုပ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒီຢာကိုလွှတ်ချဖို့ကြိုးစားလိုက်ပါဒုတိယအနေနဲ့5 minute rule ကိုတုံးကြည့်လိုက်ပါဆိုတော့ဒီတွေးကို9 minute လောက်ပဲတွေးမယ်ဒီတက်ပုံပြီးတော့တွေးဖို့ဆိုပြီးတော့9 minute တွေးပြီးတော့လို့ရှိရင်အဲ့ဒီအတွေးကိုရက်နိုင်အောင်ကြိုးစားကြည့်ပါတတိယအချက်အနေနဲ့ဆိုရင် deep breath ပေါ့နော်အသက်ရှူလေ့ကျင့်ခန်းလေးပေါ့ပြင်းပြင်းရှူပြင်းပြင်းထုတ်တဲ့အသက်ရှူလေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ပါဆိုတော့ဒီຢာတွေကိုလုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့သင်အနေနဲ့ overthinking လုံးမိပြီဆိုလို့ရှိရင်လည်းတက်တာတော့အောင်အကူကြီးပေးနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သင်မှာ overthinking pattern တွေရှိနေပြီလားဆိုတော့ကို comment မှာဆွေးနွေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့ဒီချက်ရန်နာမှာနောက်ပတ်ဒီမှာပြန်လဲဆွေးနွေးကြပါမယ်